လောကမှာမေတ္တာထားတယ်ဆိုတာသူတစ်ပါးရဲ့အကျိုးစီးပွားကိုတန်တန်ရှင်းရှင်းလိုလားတာကိုဆိုလိုတာဒါပေမဲ့လူတော်တော်များများကမေတ္တာပေးလိုက်ရင်မေတ္တာပြန်ရမယ်လို့မျှော်လင့်ချက်လေးတွေထားတတ်ကြပါတယ်အဲ့ဒီလိုမျှော်လင့်ချက်ပါလာပြီဆိုရင်တော့အဲ့ဒါဟာဖြူစင်တဲ့မေတ္တာမဟုတ်တော့ပဲအပေးအယူလုပ်တဲ့တဏှာလောဘဘက်ကိုရောက်သွားတတ်ပါတယ်မြတ်စွာဘုရားရှင်ကမေတ္တာပေးတိုင်းမေတ္တာပြန်ရမယ်လို့ဘယ်တော့မှမဟုတ်ခဲ့ပါဘူးဘုရားရှင်ညွှန်ပြခဲ့တာကအကြောင်းတရားနဲ့အကျိုးတရားသာဖြစ်ပါတယ်မိမိဘက်ကမေတ္တာပေးတာဟာမိမိရဲ့ကုသိုလ်အကြောင်းတရားကိုပြုလုပ်တာပါပဲသူတစ်ပါးဘက်ကမေတ္တာပြန်ပေးတာမပေးတာကတော့သူ့ရဲ့စိတ်ဓာတ်နဲ့သူနဲ့ပဲဆိုင်တဲ့ကိစ္စလို့မှတ်သားရပါမယ်မိမိကမေတ္တာပေးပြီးရင်မိမိတာဝန်ကျေသွားပြီလို့နှလုံးသွင်းရမှာပါတကယ်မေတ္တာအစစ်ဆိုတာအပြန်အလှန်ကိုမမျှော်ကိုပဲပေးဆက်ရတာမျိုးပါမိမိရဲ့ရင်ထဲမှာမေတ္တာရှိနေရင်မိမိကိုယ်တိုင်ကအရင်ဆုံးအေးချမ်းမှုကိုခံစားရတာပေါ့သူတစ်ပါးကကိုယ့်ကိုမေတ္တာပြန်မပေးနိုင်ရင်တော့ကိုယ်စိတ်ထဲမှာကုသိုလ်တရားလေးတွေဖြစ်နေတဲ့အတွက်ကြောင့်အမြဲတမ်းစိတ်အေးချမ်းမှုတွေရမှာသိချပါတယ်အဲ့ဒီလိုမဟုတ်ပဲပြန်ရဖို့ကိုပဲမျှော်လင့်နေရင်တော့မရတဲ့အခါမှာဒေါသတွေဖြစ်ပြီးကိုယ်စိတ်ကိုပြန်လုံမြိုက်စေတာပေါ့ဒါကြောင့်အသိဉာဏ်တွေရှိတဲ့သူဟာမေတ္တာကိုပေးစရာရှိရင်ပေးရမယ်ဒါပေမဲ့ပြန်ရဖို့ကိုတော့တွေ့ကပ်မနေရပါဘူးမိမိတို့ရဲ့စိတ်ထဲမှာမေတ္တာမျိုးစိတ်ကိုအမြဲတမ်းပြိုးထောင်နေခြင်းဟာမိမိကိုမိမိစောင့်ရှောက်တာပဲလို့သိရပါမယ်မေတ္တာရှိတဲ့သူဟာဘယ်နေရာမှာပဲနေအေးချမ်းမှုကိုရရှိနိုင်ကြပါတယ်အားလုံးပဲမိမိတို့ရဲ့စိတ်ကိုအမြဲတမ်းမေတ္တာနဲ့အေးမြအောင်ထိန်းကျောင်းနိုင်ကြပါစေကုန်တည်း